အားလုံးပဲမင်္ဂလာပါဘီကိုလိုက်မြန်မာနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီဘီကိုမှာပေါ့နော်သူများတွေကိုလက်ဆောင်ပေးလို့ရတဲ့စိန်ပေါ့နော်ဝယ်လို့ရတဲ့အကြောင်းကိုကျွန်တော်လာပြီးညညာပေးတာပါတချို့တွေကကြတော့ကျွန်တော်တို့ဒီဘီကိုကနေပြီးတော့တချို့အရင်တော့ကျွန်တော်အခုမရောင်းခင်တုန်းကကြတော့ဘီကိုမှာတချို့ရောင်းတဲ့သူတွေကိုကျွန်တော်ညွှန်ပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ဆင့်ကန်ညွှန်ပေးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျားတွေကကျွန်တော်ဘာမှမရအကျိုးမြတ်မရပဲနေပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးဟိုပြောပေးနေရတာလာမေးတဲ့သူတွေအများလို့ကျွန်တော်လည်းအရင်အလုပ်ရှုပ်တယ်ပေါ့နော်အခုကကြတော့ကျွန်တော်ကိုယ်တိုင်ရောင်းပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတကူတကညွှန်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်ရှိမှလာရောက်ပြီးတော့ဓာတ်ရိုက်အားပေးလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော် Viber နံပါတ်ပေါ့နော်ကျွန်တော်တို့ဒီ Telegram အကောင့်လေးရောကျွန်တော်ချပေးထားပါမယ်အဲ့ကနေပြီးတော့လာမေးပြီးတော့ဝယ်လို့ရပါတယ်တချို့ကကျတော့TikTok ထဲမှာလာပြီးတော့ဒီချက်ပေါက်တွေကနေလာမေးရတဲ့သူတွေလည်းရှိတယ်ပေါ့နော်ချက်ပေါက်တွေကလည်းမေးလို့ရပါတယ်ဒါပေမဲ့အသေးချာဆုံးကတော့ပေါ့နော်ဒီ Telegram နဲ့ Viber ကနေလာမေးတာတော့ပို့ပြီးတော့ကောင်းပါတယ်အဲ Telegram Viber အမြဲသုံးနေရဆိုတော့လေTikTok ကကျတော့တစ်ခါတလေမှကျွန်တော်အဲ့လိုမျိုးဒီကျွန်တော်တို့ချက်ပေါက်တွေဝင်ကြည့်တာပေါ့နော်အဲ့ဒါကြောင့်မလို့ပါအဲ့ဒါကြောင့်မလို့ကျွန်တော်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ဒီViber ဖြစ်ဖြစ် Telegram ဖြစ်ဖြစ်လာခဲ့ပေးပါပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လာပြီးတော့ညညာပေးတာဖြစ်ပါတယ်ကိုအထက်ကျင်သလောက်ကြိုက်သလောက်အားပေးလို့ရပါတယ်အများကြီးအားပေးခြင်းလည်းရပါတယ်နည်းနည်းလေးလည်းရပါတယ်ပေါ့နော်အနေဆုံးသူကအလုံးကြီးဒိုင်မွန်အလုံးကြီးကျွန်တော်တို့20လောက်ကနေစပြီးတော့ကျွန်တော်တို့ဝယ်လို့ရပါတယ်ခင်ဗျာအဲ့ဒါလေးကိုလာပြီးတော့ညညာပေးရဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဖိုင်မိုင်ပါ